တော့မကမျိုးမကြတဲ့ချင်မောင်ကျော်လေးကျော်စားမယ်ပထမဆုံးကျွတ်သွန်နေလေးနှလုံးကျွတ်ထုံချူလေးနှလုံးမြုပ်ပြီးရတော့နဲပဲထဲ့တယ်ကလေးတွေနဲ့ဆက်မှာစလို့ငါပြီးလေးတစ်စွန်းကျွတ်ထုံချူပပလေးထားမယ်ပြီးတော့ပစွန်စိတ်ကလေးတွေအစိုးလေးတွေရလို့ချထားချင်ပစွန်6နဲ့ကျော်ပါနော်ဒီမှာတော့ပစွန်စိတ်ကလေးတွေလက်ဆက်ဆက်ရတော့ဒီနဲ့ကျော်မယ်ပစွန်စိတ်လေးတွေကပြောရရင်တော့အဲ့လိုမျိုးရှိပေါ်နဲ့လေးခါလောက်စီးမှပြောင်းမယ်ကြာလောက်ဝင်တော့ဗောနော်ပစွန်ချောင်းနဲ့လို့ကြော်ရင်တော့လူကိုတတ်တာပေါ့ပစွန်စိတ်ကပြီးတော့လက်ဆက်ဆက်စားမှကနေကြတယ်ထားလို့မခံအဝေးပို့တာတွေပါတယ်အတွက်ချက်ထားဖို့အတွက်ဆိုရင်မကောင်းပစွန်စိတ်ကလေးကိုစံနွမ်းလေးထဲမယ်စားလေးနဲ့ထည့်ပြီးတော့နေထားမယ်ပစွန်စိတ်လေးဘီးရန်ဖယ်ထားလိုက်ပါမယ်ဟာပြီးတော့ဝတ်သားကြိတ်တာလေးနဲ့အချင်းမှုံလေးရဲ့စားလေးရဲ့အချို့မှုံလေးနဲ့စားလေးနဲ့နောက်ပြီးတော့ကြာညို့ပေါ့နော်ပင်ကမြကြီးခေါ်ကြာညို့ခေါ်တာပင်ကမြကြီးအန်တစ်ပေါ့အလေးနဲ့လေးနဲ့နေမယ်ကျင်းကတော့အဆူသုံးရင်တော့ပူမွေးတယ်ဆိုပေမဲ့ဒီမှာတော့အထားခံအောင်ကျင်းအမှုတ်မဲ့ဆုံးတာဒါတော့ချက်သွန်နီမယုတ်ဒီ question လေးချိန်ထားတာပါချမောင်ရကလေးကိုမွေးမယ်ချမောင်ကဒီနည်းနည်းတော့ခြောက်သွားတယ်ချမောင်ကိုရီတီချာစီးပြီးနေခံထားရင်တော့ခြောက်သွားတာဟာဒီလူချောဆိုင်မကောင်းသူဟင်းရည်တွေပါလေဆိုတော့ကောင်းတယ်ဒီလူချောချင်းတော့ဆိုပဲကြောတာကောင်းတယ်ချမောင်မွေးပြီးတဲဦးတန်လေးထဲမှာစီလေးထဲမယ်ပြီးလို့ရှိရင်စီထဲပြီးတော့ခုနချက်သွန်ဖြူလှီးချက်တာလေးကိုကြောလိုက်မယ်ချက်သွန်ဖြူကြောလို့ရှိရင်စနွင်းထဲမှာလာတယ်။နောက်ချက်သွန်ဖြူထဲဒူးသွားတတ်တယ်ပေါ့နော်။အဲ့တော့စီလေးကိုစနွင်းလေးနဲ့တတ်မယ်ပြီးရင်ချက်သွန်ဖြူလေးကြောမယ်။ချက်သွန်ဖြူကြောတဲ့ချိန်မှာသူ့ရဲ့တတိထားမှာတကူကချက်သွန်ဖြူကကျွတ်တဲ့ထိမထားရအောင်နည်းနည်းလေးခတ်သွေးလေးရှိတဲ့အချိန်မှာချက်သွန်ဖြူကဆက်ရတယ်ဒါပေမဲ့ဒီမှာကြောင့်လေကိုရက်ဒေတာလည်းမဟုတ်တော့ပစ္စည်းရောမဆုံးတော့စကားဆဲ့စရာစကားမရှိဘူးအဲ့တော့နည်းနည်းတက်နိုင်ဆုံးစောဆဲတာတော့ကောင်းတယ်ဒါတော့ဆဲ့ရဲနဲ့ပဲအမတူးလာနည်းနည်းအယောင်ရှင်းလိုက်ပေါ့နော်ရှင်းလိုက်ရင်မကောင်းလားဆိုကောင်းပါလေဒါပေမဲ့ညမှာပေါ့နည်းနည်းလေးခါချင်တဲ့အယောင်တအားရှင်းသွားလို့ရှိရင်အကြောင်းစစ်တုံပြဖို့ဆဲလို့ရှိရင်စောပြီးဆဲရတယ်အယောင်ဒီလိုအယောင်မညူပါခဲ့မှာဆဲရတယ်နော်သူကစနေမထဲလည်းမရဘူးစနေမထဲလည်းအယောင်တွေကယူလာတယ်ပြီးလို့ရှိရင်ခုနကြိတ်ထတာလေးတွေကိုထည့်ပြီးတော့စီတက်မယ်အစီတက်တဲ့ချိန်မှာအဲ့ဒါလေးနည်းနည်းလေးတွေးသွားအောင်စီတက်ပြီးလို့ရှိရင်နုပိကလေးကိုပါထည့်ပြီးတော့ကြော်မယ်အချိန်ကပြောပုံဝင်ကြတော့နည်းနည်းညှို့တယ်အဲ့ငါမြုပ်တီကြော်လို့မြုပ်တီစီတက်လို့ညှောင်းဟာပြီးသွားတော့တခါငါပြီပေါ့နော်ကြော်တဲ့သူကတော့မွေးနေပေါ့ကိုကတော့ကြိုက်တဲ့ခါကျတော့အနားလေးမွေးနေလို့ထင်ရပြင်မှာမကြိုက်တဲ့လူကျတော့ပဝန်းကျင်ညှို့တယ်လေသူတို့ကမစားရဘူးလေနော်မစားရတော့ညှို့တယ်လို့ပဲထင်တာပေါ့ငါပြီနေထဲတော့မယ်ငါပိစိန်ဒါဒီမှာကြာငါပိစိန်ဒါပြောအဲ့လိုရှင်တော့ဦးရနော်ငါပိစိန်ဒါကောင်းမရှိနော်ဒီလိုတန်းထဲလို့မရဘူးတရှိလေးဖြော်ရီပြနဲ့ဖြော်ပြီးတော့မှတင်းစစ်ပြီးမှထဲရတယ်အခုနောက်ပိုင်းကျငါပြီးကြတန်လိုက်ဒီတဲမပေါ့အချာတန်းထဲလို့ရလူသက်တာပါနော်နောက်ပြီးခင်းလဲစားရတာရှိရစားကောင်းတယ်ဒီနေရာမှာခုနကနေထားတဲ့ပတ်တာများသွားတယ်ချမောင်းနေသွားတယ်အဲ့တော့ဝတ်တာမပါပြန်တော့လည်းမကောင်းတော့နည်းနည်းထဲဒါမဲ့ကျန်တာပြန်တင်ထားလိုက်တဲ့ဝတ်သားကြော်ဝတ်ကြိတ်သားလေးကိုနည်းနည်းလေးပဲသဘောလောက်ပဲထဲတော့တယ်ဝတ်ကြိတ်သားလေးတွေ့သွားပြီဆိုရင်ပစုံလေးထဲလိုက်တယ်ပစုံလေးစေးထားရအောင်ထဲတယ်အဲ့လေးကို6တဲ့ထိကြော်ရဒီကတော့
ဘယ်လိုပြောရမလဲပစုံမလောက်လို့ချင်မောင်ရောလို့ဖြစ်သွားတယ်ဟင်းကအစားပလာပိုးများသွားတဲ့သဘောပေါ့နော်ဒီပစုံစိတ်ကလေးကဝဲလာတာဘတ်30ပေးရတယ်ခါတိုင်းဘတ်20ပဲပေးရတာကိုဒီတစ်ခါနည်းနည်းပူလက်တော့ဘတ်30ဆိုခုလဲနည်းစင်ပြေတယ်နိဟောဟော30ဆိုတော့30လက်တော့လဲဝယ်လိုက်တာပေါ့မကြိုက်ရင်မဝယ်ဘူးကြိုက်ရင်ဝယ်တယ်ပေါ့ကွယ်အဲ့ဒါပြီးတော့ချင်မောင်မွေထထလေးချင်မောင်ဒီမှာဘီရောက်လာဆိုချင်မောင်မွေထထဟာကြီးကအမေရောက်လို့ဖြစ်နေတာတကယ်တော့ဘောနော်ချင်မောင်မွေတာနည်းနည်း6ကတော့အခုကြည့်ဟိုပစုံရောက်တဲ့ချင်မောင်ရောတလို့ဖြစ်နေချင်မောင်တဲ့ဟိုပစုံရောခေါ်ထားတယ်မတူတော့အဲ့ဒါမွေပြီးတော့အမဒီမှာဒီညမှာလေးပဲချင်တာချင်မောင်ကနေပြီးအစာကနိုင်နေဆိုလို့ရှိရင်အဲ့ဒီချိန်မှာဘာတော့မလဲဆိုတော့စောက်တော့ဘာလို့ချင်မောင်နဲ့အစာပလာမှာအချင်းနေဝါလို့ရှင်စားတဲ့အချင်းတပ်အချင်းရတာပေါ့ဘောနော်အဲ့မှာချင်မောင်ကများပြီးတော့အစာပလာကနေတဲ့ဆိုရင်နမ်းပြာကြီးတုံးကြော်တဲ့ချိန်မှာဆိုရင်အချင်းပြန်ထိန်သွားတယ်ငပိရကြတော့အငန့်စွာထက်ဟင်းလေးတာပဲပေါ့နော်ဟိုငပိရအရင်အနိုင်မဟုတ်ငပိအခုငပိလေးတည်းချူတယ်လေးတယ်ပေါ့အခုကကြတော့ချမောင်ကနေပြီးတော့စားပလာများတယ်လို့ခံစားရတဲ့အတွက်စားသုံးအခုဒီမှာစားမထဲတာကိုအလုံးကြော်ပြီးရဲ့ချိန်မှာမြည်ကြည့်တော့စားနေနေပြန်ထဲချမောင်လေးကိုအေးခံထားပြီးတော့မှအေးသွားတော့မှတော့ဖြူကြော်လေးရဲ့ကျဖမီကြော်လေးကိုထဲလိုက်အေးတော့မှထဲနော်အေးတော့မှဒါလေးရဲ့ကျွတ်ကလေးဖြစ်တာမဟုတ်ရင်အဲ့ဒါလေးကပြန်ပြုတ်သွားပြီးတော့အရသာမတူဘူးပေါ့နော်ချမောင်ကျတော့ပြုတ်ပြည့်တယ်ပြန်ဖြစ်သွားအဲ့တော့ချမောင်ကြော်လေးကိုအေးခံပြီးတော့မှကျတော့ကြော်လေးထဲပါဒါဆိုရင်နော်ရသာရှိတဲ့ဟင်းကလေးတစ်ခွက်ရပါပြီ